တရားတော့ဒီကျွန်တော်တို့ coffee နဲ့ချတဲ့ cookie ပေါ့နော်သူကတစ်ခုကိုတငယ်ချင်း15ချက်ပဲမြန်မာငွေ9000ခွဲဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်နေတဲ့မြို့ကိုတငယ်ချင်းတယောက်လာလည်မှာပေါ့နော်အဲ့ဒီတငယ်ချင်းကသူကတထေးကဖေးကိုတခါမှမရောက်ဘူးတထေးကဖေးဆိုတာကျွန်တော်တို့ဒီလူချမ်းသားတွေကြီးပဲကျွန်တော်တို့တောက်တဲ့ကဖေးပေါ့နော်သူက coffee တစ်ခွက်ကိုကျွန်တော်ယူရို15ချက်ပေးရတယ်မြန်မာငွေဆိုလို့ရှိရင်9000ခွဲဆိုအဲ့ဒီ coffee ဆိုင်ကိုကျွန်တော်တို့သွားတောက်မှာအခုတငယ်ချင်းကိုကျွန်တော်သွားကြိုလိုက်အောင်မယ်နော် Okayဟုတ်ကဲ့လားโอเคဆိုတော့အခုကျွန်တော်တငယ်ချင်းကိုကျွန်တော်ဒီယထာ station ကနေပြီးတော့ကျွန်တော်ကြိုလာပါတော့ဆိုတော့အခုသူကဒီတထေး cafe မှာသူတို့တိုက်တဲ့ coffee ကဘယ်လိုရတာရှိမလဲဘယ်လိုမျိုးကောင်းလဲဆိုတာကျွန်တော်တို့အရန်မကိုသိချင်နေရနော်โอเคဆိုတော့သူလည်းတစ်ခါမှမတောက်ဘူးဆိုတော့ကျွန်တော်တို့အဲ့ကိုအခုသွားပြီးတော့တောက်ကြမယ် Okay let's go နောက်ကနေရိုက်ပေးနေတယ်လှလှလေး ရိုက်နေအောင် LV အိတ်နဲ့နော်အခြေနော်မိန်းကလေးကဝင်သွားအဲ့ဟိုတယ်တဲ့တန်းတိုင်းဝင်သွားအခုကတော့ဒါလူတွေအများကြီးစုတောက်တဲ့နေရာပေါ့နော်ဒါကတော့အထဲထဲမှာသူပီယာနိုတွေတီးတယ်အဲ့လိုမှဒီထဲမှာမထိုင်ကျင်ဘူးအပြင်မှာထိုင်ရင်လည်းဆိုလို့ရှိရင်လည်းကျွန်တော်အပြင်မှာတီးတဲ့နေရာရှိတယ်ပေါ့နော် ကဖေးပေါ့နော်ဒီလေးမှာမက်တက်လေးသွားရက်လိုက်မရိုက်ပါနဲ့ရိုက်တော့လား ခုကတော့ကျွန်တော်တို့သူကအတွင်းထဲမှာမထိုင်ချင်ဘူးလေကျွန်တော်တကယ်ချင်းအပေါ်မှာသွားထိုင်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီအပေါ်မှာ specialist ပေါ့နော်ကျွန်တော်အပေါ်မှာဟို specially အခန်းလေးဖွင့်ထားတဲ့အခန်းလေးရှိရထဲထဲမှာကျွန်တော်သူ့ကိုပေးထိုင်မယ် ဒီမှာလည်းထိုင်လို့ရတယ် ထဲထဲမှာကျွန်တော်ထိုင်ကြည့်ကြမယ်ပေါ့နော် ဒီမှာ special room လေဘာလို့မရဘူး တကယ်ချင်းကဈေးကြီးပေးရမှာသူကအရန်ကြောက်ပြီးသူတခါမှမကြောက်ဘူးလေသူနည်းနည်းကြောက်နေတာဗျာအဲ့ဒါသူဒီမှာထိုင်ချင်ဘူးသူအပြင်မှာပဲထိုင်မယ်ဆိုကျွန်တော်တို့အပြင်မှာထိုင်ဖို့အတွက်တခါဆုံးဖြတ်လိုက်တာပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီတထေးကဖေကိုရောက်ပြီပေါ့နော်ဒီကဖေမှာကသူကခုနကတော့ကျွန်တော်ပြတယ်လို့မျိုးလေလူတွေအားလုံးနဲ့အတူတူစုတောက်တဲ့ကဖေရှိတယ်ပြီးတော့ကိုက specially ပေါ့နော်လုံးဝအထူးera ကိုခံစားခြင်းနဲ့ဆိုလို့ရှိရင်အခုလိုမျိုးဒီမှာ special room ရှိတယ်ဗျာလာအဲ့ဒါနဲ့တငယ်ချင်းကကျွန်တော်အတွင်းထဲမှာထိုင်ပြီးတော့သူကတခါထဲထဲမှာအဆင်မပြေဘူးအပြင်မှာပဲထိုင်မယ်ဆိုပြီးကျွန်တော်အပြင်မှာထိုင်ဖို့အတွက်အဆုံးဖြတ်လိုက်တာပေါ့နော်အခုကတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လဲ sofa အကြီးကြီးတွေရှိတယ်သူက coffee တစ်ခွက်ကို15ချက်မြန်မာငွေ9000ကိုယူရာနဲ့တန်အောင်လို့မလို့သူတို့ပေးတဲ့ service တွေပါတယ်လုံးဝအမိုက်စားဘေးမှာတော့တငယ်ချင်းရောက်နေပါပြီ hi တငယ်ချင်း hi အော်တော့ cappuccino တောက်မယ်နင်ရော I'm so you also cappuccino so we gonna have like 2 cappuccino တငယ်ချင်းရေ အပေါင်းတော့ရိုက်ပြီ ဒါကတော့ကျွန်တော်တို့ coffee ဆိုင်ကနေပြီးတော့အပြင်ဘက်ကိုမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်အပြင်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ dome ဆိုတဲ့ဖះเจ้าကြီးရှိမယ်ဖះเจ้าဘေးမှာလာပြီးတော့လဲကြတဲ့ tourist တွေပေါ့နော်ဆိုတော့ခီးသွားဧည့်သည်တွေအများကြီးကိုကျွန်တော်တို့ coffee ဆိုင်ထဲကနေပြီးတော့မြင်ရမှာပေါ့နော်ကဲအခုကတော့ကျွန်တော်တို့မှာထားတဲ့ coffee လေးတွေလာချပါပြီခင်ဗျာ coffee လာမနေရချက် There's a cappuccino. There's a milk, yeah. And there's the coffee on extra tasa. Yeah, genau. Das ganz lieb. Dankeschön. Ah ja, super. Dankeschön. Danke. Leider. ရတာဘယ်လိုရှိလဲ ကော်ဖီရဲ့ရွှေမုံနဲ့လေးရတယ် ရွှေမုံနဲ့ရလား ဟုတ်တယ် မိုက်တော့ရဲ့ coffee ကို try မှာပေါ့နော်သူ့ရဲ့ coffee ကတော့သူကရွှေအရသာလေးပေါ့နော်ကျွန်တော် coffee လည်းအတူတူပဲထင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကဒီရွှေမုံလေးတွေနဲ့ထည့်တယ်ထင်တယ်ကျွန်တော် coffee လေးမှာလေ Baya Oh da. my god oh my god yeah ရွှေမုံရသာလေးပါတယ်နော်မိုက်တယ်တောက်ကြပါခင်ဗျာCheers Ja, wenn der Wagen da ist. Ja, das dauert wahrscheinlich noch einen kleinen Moment. Da lag es. Đã được chờ em bạn. Ê, mẹ bảo lúc chăm bà xin này đủ đưa từ cái chuyện. Ý hậu được ăn được nhiều. Nèo lắm phải biểu thành này. Có vì lý tao là nên làm đó à? Vì lúc chẳng là anh là to không này.
你白啥年了？就听看狗屁你给我，给我是有点多子嘛？哎，狗屁啥子？龙刚刚来的。တရားတော့ဒီကျွန်တော်တို့ coffee နဲ့ချတဲ့ cookie ပေါ့နော်သူကတစ်ခုကိုတကယ်ချင်း15ချက်ပဲသူလည်းတစ်ခု15ချက်ပေးရတယ်မြန်မာငွေ9000ခွဲမြန်မာငွေ9000ခွဲ cookie လေးပေါ့နော်တော်တော်လေးစားလို့ကောင်းလား အကျန်းကောင်း ပြောကောင်းလား အကျန်းကောင်းတယ် ဘလို့ရလာတော့သူကဘလို့ရလာပါတော့ သူကဒူဘိုင်းကူကီလို့ခေါ်တယ် ဒူဘိုင်း cookie မိုက်တယ်ရော့တက်စား ကျွန်တော်တငယ်ချင်းကကျွန်တော်စီကိုရန်ဖန်ရန်ခါလာဆိုတော့သူလာတော့အခုလိုမျိုးအခဏပါခင်ဗျာအားလုံးချစ်ပါတယ်ဘိုင်ဘိုင်